လူသားတွေဖြစ်တဲ့ကျွန်တော်တို့အတွက်ဒီစတူကလုပ်ငန်းဆောင်တာတွေမှာစိတ်ပစ္စည်းမှုဟာဆောင်ရွက်လို့မရပဲရံပါရံကကြုံတွေ့ရတဲ့ပိုင်းစိတ်ပစ္စည်းမှုဆိုတဲ့အကြောင်းအရာဟာလည်းဒီနေ့ခေတ်မှာပြောများလာတဲ့ကောင်းစဉ်တစ်ခုဖြစ်လာခဲ့ပါတယ်ဒီလိုအခြေအနေမှာစိတ်ကိုလွယ်ကူဆုံးနဲ့အမြဲဆုံးကိုယ့်ဘာကိုလိုဖြစ်ရှုပ်လို့ရမယ်ဆိုတဲ့နည်းလမ်းတွေကိုကျွန်တော်ဒီနေ့ share လုပ်ပေးတော့မှာဖြစ်ပါတယ်ပထမဦးစွာ deep breathing လို့ခေါ်တဲ့တက်ပြင်းချင်းရှုသွင်းရှုထုတ်ခြင်းကို3-4ချိန်လောက်လုပ်ကြည့်ရုံနဲ့ချက်ချင်းပဲစိတ်သက်သာလာတာကိုခံစားမိတာပါဒုတိယတစ်ခုအနေနဲ့ကတော့ကိုယ့်ကိုစိတ်ပီစီမှုဖြစ်စေတဲ့ပြဿနာအကြောင်းအရာတွေကိုစာအုပ်တစ်ခုမှဖြစ်စေ digital note တစ်ခုပေါ်မှာဖြစ်စေတနည်းအားမှာစရည်ပါဒီလိုစရည်ပြီးပြန်ဖတ်ခြင်းအပြင်ကိုကြုံတွေ့ခဲ့ရတဲ့ပြဿနာတွေနဲ့စိတ်ခံစားချက်တွေကိုပုံမနာနဲ့စေလာနိုင်ပြီးတော့ဖြေရှင်းရမယ့်ကိစ္စရပ်တွေကိုလည်းစိတ်တည်ငြိမ်စွာဆုံးဖြတ်လာနိုင်တာကိုသတိထားမိလာပါလိမ့်မယ်တတိယအနေနဲ့ပြင်ထွက်ပြီးတော့ဒီနားမှာ10မိနစ်လောက်ခဏကိုလှုပ်ရှားကြည့်ပါဘာဝလေနေရောင်ပြင်ပဝန်းကျင်နဲ့ထိတွေ့ခြင်းဟာစိတ်ကိုများစွာပြေရောစေနိုင်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့လူသားတွေဆိုတာလူမှုပတ်ဝန်းကျင်မှာတယောက်နဲ့တယောက်အမိသဟဲပြုပြီးတော့နေထိုင်ကြသူတွေဖြစ်ကြပါတယ်စိတ်ပီစီချိန်မှာတယောက်တည်းနေခြင်းတဲ့ကိုယ်နဲ့ရင်းနှီးသောမိသားစုမိတ်ဆွေတကယ်ချင်းလုပ်ပေါ်ခိုင်ဖက်တွေနဲ့ကုညီများစွာဖြစ်ပါစကားပြောပါကုညီကြံကြံများတောင်းပါဒုတိယစားတော့ကဝါနာပါရဲ့အရာများကိုချားသူများနဲ့ဒုတိယဘုံလို့ဆောင်ကြရလဲစစ်တပ်သားကိုများစွာထွန်းပြီးပါတယ်လို့ကြံပြီးရင်းကျွန်တော်တို့မြန်မာနိုင်ငံကိုတည်ရှိနေကြအားလုံးစိတ်ချမ်းသာကိုကျန်းမာပါစေလို့ဆုမွန်ကောင်းလိုက်ပါတယ်ခင်ဗျာ